သာသနာတော်နှစ်2566ခုနှစ်ကောင်းရာ1386ခုနှစ်တဘောင်းလာရှိတော်9ရက်မေဝါရှိတာတော်ယနေ့ညနေခေတ်ကလည်းရပါစေဘုရားတရားသာရဏာမြတ်တို့ပါမိဘဆရာအနန္တနာရဘာပါဤတကွာဓမ္မလေးဘာဘုရားဥဒိဋ္ဌံအမှုရာဤလူတွေဘုရားရေလာဤဓမ္မတို့ရဲ့ဒီဘုရားတော်ပိုင်းဓမ္မလေးဘာဘုရားတိထားဖို့ဝတော်မူသောတပူထေလေးဒေကျော်အောင်သိကြဒေကျော်များကြီးရေပြင်းကျဲခြင်းရေဘူးကစကြေးကြောက်ပြားများပြင်းခြင်းသေးဆုံးခြင်းတပူထေလေးဒေကျော်အောင်သိကြဒေကျော်များကြီးနဲ့ကြောက်ကြကြောက်ပြားပြင်းခြင်းနဲ့တွားရောက်လာတော့အပိကပေါင်းဟာထိုက်တဲ့အားလျော်စွာဘုရားရာရာဝိဝေခံတော်ကောင်းမှုကုသိုလ်တွေဖို့ပါပါကိုဘုရားဘုရားတော်သံဃာတော်ရှင်များတို့ဟာဖိဖိနေဘုံရရတော်တော့သွဲသေးဝယ်ဟောခြင်းချိုးခြင်းရတာဖြာဖြာနေဒါကြဘဝုစုအစုတို့ကိုတက်ကသူရဲပူတော်စီသံဃာတော်ရှင်များဓမ္မတရေတော်သုံးပါးတွေကွာ၅ပါးသောနေသဘုရမတရားတော်များကိုခံယူထားပြီးဒီတဲ့တို့ကြအမြဘွေဝေဖြစ်ပါတော့ကြောင့်ဘဝတန်တရားဆက်ဆက်မှယခုဘဝကြရောကျွတ်တတ်ခဲ့ဘူးသောအမိအဖအဖိုးအဖွားဆရာတော်မှာသိသားညာတရားပေါင်းနေစွာ30တပုံ၌ပြိဋိဒံရကုန်သောမိဘဆရာလူလက်ဓမ္မသဗ္ဗေတတ္တာတတ္တဝါပေါင်းတို့ခင်ဗျာယခုချိန်မှသာ၍ဒီဘုံစုဒီဘုရွာမတောင်ပိုင်းကုမုဒ္ဒရာရက်ွက်အဘဉာဏ်ရန်တို့လိုတပူထေလေးရင်းယူအောင်ဖြစ်ကြဒီလိုများကြီးရေပြေခြင်းကြီးကြောက်ပြားခြင်းကြီးလိုဒီသက်ချအနုမောဒနာတရားနာကြား၍သာဓုပဋ္ဌနာခေါ်ဆိုရန်တွဲရောက်တော်မူကြပါခင်ဗျာ30တပုံ၌ပိဋိဒံရကုန်သောမိဘဆရာလူနဲ့ဓမ္မသဗ္ဗေတတ္တာတတ္တဝါပေါင်းနဲ့ရိုးရွာမတောင်ပိုင်းကုမုဒ္ဒရာရက်ွက်ဓာနတွင်းပြင်ရက်လေးမျက်နှာရက်ရှိမျက်နှာရက်စင်မျက်နှာ၌ကြည့်ကြသောဝိနည်းယဒုက္ခိတသဗ္ဗေတတတ္တာတတ္တဝါပေါင်းတို့ခင်ဗျာယခုချိန်မှသာ၍ရိုးရွာမတောင်ပိုင်းကုမုဒ္ဒရာရက်ွက်ဓာနတွင်းသို့တပူထေလေးဒေကျော်အောင်ဖြစ်ကြဒေကျော်များကြီးရေပြင်းကျဲခြင်းရေဘူးကတကြေကြောက်ပြားဖဲခြင်းလိုရေကျဲကြအနုမောဒနာတရားနာကြား၍အောင်သာဓုပဋ္ဌနာခေါ်ဆိုရန်တွဲရောက်တော်မူကြပါခင်ဗျာဘုရားသာသနာသေရသေရတုဘုရားသာသနာသေရသေရတုဘုရားသာသနာသေရသေရတုသာဓုသာဓုသာဓု
ပြီးပေါ်တယ်ရှာတယ်ဒီကတော့ရေးနေတာရားတယ် ဒီရောဆက်စားပါဒီနောက်နောက်တော့ အဲ့ဒါကတော့ဒီ ဟုတ်ကဲ့ပါပါပါနော်ဒီရောအရှိုးပိုင်းနေ မေကကြီးဒီရ မ မှာ ကကြီးတော့လေ โอเค ဘူးတော့ညာအခုလိုပါကျွန်တော်တို့ကတင်ပြရ ဘာနဲ့ညနေရရေးကြရရေးကြဘာလို့လဲဆောင်းနေတာ